ဖောင်းကတော့ tasty ထိုင်းရဲ့အုံနာအေးချက်မြဖြစ်ပါတယ်ရှင်ဒီနေ့ဖောင်းကတော့ဖောင်းရဲ့ဆိုင်လေးကို mix up ပေးမှာဖြစ်ပါတယ်ဖောင်းရဲ့ဆိုင်လေးကတော့ဖွင့်တာကတော့တက်တန်းကတော့2နှစ်လောက်ပတ်ချလေးလောက်တော့ရှိပါပြီများသောအားဖြင့်ကတော့ဖောင်းစီမှာကတော့ထိုင်းစားစာတွေကိုအဓိကထားပြီးရောင်းတာဖြစ်ပါတယ်တောက်စရာ drink အနေနဲ့လည်း juice နဲ့ coffee အပူအေးလေးလည်းထောင်းပေးထားပါတယ်ထိုင်းစားစာလေးမှာသူတို့ရိုတရားရဲ့ signature ဖြစ်တဲ့ကွတီကိုတော့ဖောင်းကအဓိကထားပြီးတော့ရောင်းတာပဲဖြစ်ပါတယ်ရှင်ကွတီရိုမှာဆိုရင်ကတော့ဖောင်းစီမှာက original flavor ရဲ့တုံရမ်းရဲ့မာလာရဲ့ spicy ရဲ့ဆိုပြီးတော့၄မျိုးရွေးချယ်လို့ရပါတယ်ပတ်ထိုင်းအနေနဲ့ကျတော့သူတို့ရဲ့ street food အနေနဲ့နာမည်ကြီးတဲ့ထိုင်းဆန်များချိုလိုပုံစံမျိုးမှာဒီမှာပုံစံလေးနဲ့ traditional လေးနဲ့ရောပြီးကြတော့ဖောင်းကပြင်ပေးထားတာဖြစ်ပါတယ်ရှင်ပတ်ဆက်ဥကြတဲ့ခါကျတော့လေဆန်များချိုလေးကိုမှဆန်များအီးဆက်တဲ့အရာတာလေးနဲ့စားမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကတော့ဖောင်းတို့စီမှာကတငယ်ချင်းတွေအတူတူလာဆိုင်နဲ့ share လုပ်ပြီးတော့စားလို့ရတဲ့နာမည်လေးတွေကိုလည်းဖောင်းကထားပေးထားပါတယ်ရှင်နာမည်ကိုတော့နာမည်ချင်စက်ရဲ့နာမည်ကို cheese နဲ့ပြောင်းမှုနဲ့ကြတော့ဒါကလေးလူကြီးမကြီးကြိုက်တဲ့အချိုပုံစံမျိုးလေးလုပ်ထားတာဖြစ်ပါတယ်အသားနဲ့စားခြင်းနဲ့ဆိုတော့ဖောင်းတို့အနေနဲ့ကဘေကွန်နဲ့လည်းရွေးချယ်လို့ရတယ်လို့ sausage ကြောင်းနဲ့လည်းရွေးချယ်လို့ရပါတယ်ရှင်နာမည်ကတော့တစ်ချက်ကို3000ကနေစရှိရဖြစ်ပြီး9000ထိရွေးချယ်လို့ရပါတယ်ဖောင်းတို့စီမှာဆိုရင်လည်းတောက်ဆရာပိုင်းအနေနဲ့ကတော့ coffee ဆိုရင်လည်းအပူအေးကို2000ကနေစပြီးရှိပါတယ်ရှင်တခြားတောက်ဆရာလေးနဲ့ juice တွေကိုလည်းအမျိုးစုံကိုရွေးချယ်လို့ရပါတယ် juice အနေလေးတွေကလည်းတစ်ခွက်မှ2500လောက်ပဲရှိတာပါရှင်ဖောင်းရဲ့ဆိုင်ဖွင့်ခြင်းကတော့မနက်ခင်းဆိုရင် breakfast time အမီ9နာရီကိုဖောင်းကစပြီးတော့ဖွင့်ပြီးတော့ညနေခင်းကိုတော့4နာရီထိဖွင့်တာပဲဖြစ်ပါတယ်ရှင်ပိတ်ရက်ကတော့ဥပုံနေတိုင်းကိုဖောင်းကတော့ပိတ်ရက်ပိတ်ပါတယ်နော်ဖောင်းဒီဆိုင်လေးကိုစတင်ပြီးဖွင့်ရတဲ့ရွေးချက်ကတော့ဖောင်းတို့လိုလူငယ်တွေရောလူကြီးတွေရောလူကြီးလူငယ်မရွေးအေးလေးနေနေ coffee လေးနေနေ budget ဖြစ်လေးနဲ့အေးစစ်စစ်လေးလာပြီးတော့ချီလီလို့ရမယ့်နေရာတစ်ခုကိုဖောင်းတို့မျိုးအတွက်ဖွင့်ပေးတာပဲဖြစ်ပါတယ်ရှင်စားရအနေနဲ့ကလည်းပေးရတဲ့ဈေးနှုန်းနဲ့ price နဲ့မြင်ရတဲ့ဟာလေးကိုဖောင်းကချပြချင်တာပဲဖြစ်ပါတယ်ရှင်ပြီးတော့ဖောင်းရဲ့ဆိုင်မှာဆိုရင်လည်းအရေးအဝါသားလည်းကောင်းတာကြောင့်မို့လို့လူကြီးလူငယ်မရွေးတယောက်ချင်းပဲဖြစ်စေအုပ်စုလိုက်ပဲဖြစ်စေလာပြီးတော့ချီလီလိုကောင်းတဲ့နေရာလေးလည်းဖြစ်ပါမို့လို့လာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဖောင်းရဲ့ tasty ထိုင်းကဒီနေ့ထိရက်တီနိုင်ကတော့ဖောင်းဆိုင်စဖွင့်ကနေကနေမှအပေးလာကြတဲ့ဖောင်းရဲ့ customer ဟောင်းနေတို့ကြောင့်လည်းဖြစ်ပါတယ်ဒါမို့လို့ဖောင်းရဲ့ customer ဟောင်းတွေလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ပြီးတဲ့ခါကျတော့ဖောင်းရဲ့ tasty ထိုင်းကမုံလေးတွေကိုမစမ်းတက်ရသေးတဲ့ customer တစ်တွေကိုလည်းလာရောက်ပြီးကျတော့ try on လုပ်ဖို့အတွက်ဖောင်းကဖိတ်ခေါ်ပါတယ်ရှင်ဖောင်းတို့ရဲ့ tasty ထိုင်းကိုလာရောက်စားသုံးခြင်းနဲ့ဆိုရင်ကတော့လိပ်စာလေးကတော့စုလီကုန်းရဲ့ချမ်းသာကြီးဖျားလန်မုံရမျိုးကိုပါရမီကိုပိုင်ကျောင်းဖေးမှာရှိပါတယ်ရှင်